အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် like share subscribe လေးကိုလည်းနှိပ်ပေးကြပါပြီးတော့ channel တစ်လေးကိုလည်းချစ်စနိုး channel လေးဖြစ်ပါတယ်အဲ့ဒါကိုလည်းအားပေးကြပါလို့တောင်းဆိုပါရစေဒီနေ့မှာတော့အမျိုးသမီးတယောက်ချစ်မိသွားပြီဆိုရင်ပြတ်တဲ့လက္ခဏာခုနှစ်ခုဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆရာဝန်တယောက်အနေနဲ့ပေါ့နော်ဆေးရုံဆေးခန်းတွေမှာလူနာတွေကိုကိုယ်တယုံတင်မကပဲလူနာတွေရဲ့စိတ်အခြေအနေနဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုများလေ့လာတဲ့တကယ်တော့စိတ်ဝင်စားဖို့ကောင်းပါတယ်လူတွေကအချစ်လို့ခေါ်တဲ့ခံစားချက်တစ်ခုဝင်လာတဲ့အခါမှာတော့စိတ်ပညာအရာရောသိပ္ပံပညာအရာပါခန္ဓာကိုယ်ထဲမှာထူးခြားတဲ့ပြောင်းလဲမှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်အထူးသဖြင့်ပေါ့နော်မိန်းကလေးတယောက်တကယ်ချစ်မိသွားတဲ့အခါမှာတော့သူတို့ကိုယ်တိုင်မတိထားမိလိုက်တဲ့ထွက်ပေါ်လာတဲ့လက္ခဏာတွေရှိတတ်ပါတယ်စိတ်ပညာရှင်ဒေါက်တာဂျွန်ကွတ်မန်ကနှစ်ပေါင်း40ကျော်ကြာအောင်စုံတွဲပေါင်းထောင်ချီကိုလေ့လာခဲ့ပါတယ်ဒီနေ့မှာတော့စုံတွဲတွဲကိုတွေ့ဆုံမေးမြန်းနေချိန်မှာအမျိုးသားကစကားပြောနေပြီးတော့အမျိုးသမီးကဘေးနားမှာထိုင်နေပါတယ်အမျိုးသားကအကြောင်းအရာတစ်ခုပြောလိုက်တဲ့အမျိုးသမီးကမတိမတာပြုံးနေတယ်သူပြောတဲ့ဟာတာတွေကိုတခြားလူတွေမရရင်တောင်မှနော်သူမကတော့ရဲနေတယ်သူပြောတာတွေဂရုတစိုက်နားထောင်ပေးနေတယ်အင်တာဗျူးပြီးတဲ့အခါမှာကွန်မန့်ကပြောတယ်ဒီအမျိုးသမီးကအမျိုးသားကိုအရန်ချစ်နေပြီတဲ့နော်နှစ်အနေငယ်ကြတဲ့နောက်မှာအဲ့ဒီစုံတွဲဟာပျော်ရွှင်တဲ့အိမ်ထောင်ကြီးကိုတည်ဆောက်နိုင်ခဲ့ပါတယ်အချစ်ဆိုတာချစ်တယ်ဆိုပြီးတော့ပြောမှသိတာမဟုတ်ပါဘူးလူတယောက်ရဲ့အပြုအမူမျက်လုံးအကြည့်အာယုံစိုက်ပုံတွေထဲမှာအရင်ဆုံးပေါ်လာတတ်ပါတယ်အဲ့ဒါကြောင့်မို့လို့တင့်ကိုချစ်နေတဲ့အမျိုးသမီးတယောက်ကချစ်နေပြီဆိုတော့သိနိုင်တဲ့လက္ခဏာများကတော့နံပါတ်1ချက်မှာတော့တင့်အကြောင်းကိုအမြဲစိတ်ဝင်စားလာခြင်းဖြစ်ပါတယ်စိတ်ပညာအရာလူတယောက်ကိုချစ်လာတဲ့အခါမှာတော့အုံနောက်ထဲမှာဒိုဖာမင်နဲ့အောက်ဆီတိုဂျင်ဟော်မုန်းတွေတိုးလာပါတယ်။ဒါကြောင့်မို့လို့သူ့အကြောင်းကိုပိုသိချင်လာတယ်။ဥပမာအားဖြင့်ပေါ့နော်။ဒီနေ့ဘယ်လိုနေသေးလဲအလုပ်အဆင်ပြေလားပေါ့နော်။ငယ်ဘဝကဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတာတွေစသဖြင့်ပေါ့နော်။မြေခွန်းတွေရှိလာမှာပါ။ထင်ရှားတဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တာမန်မိတ်ဆွေတယောက်ကစားပြီးပြီလားတခါပဲမြည်မှာဖြစ်ပါတယ်ချစ်မိနေတဲ့မိန်းကလေးကတော့ဒီနေ့အလုပ်များလားအေးရေးဝလားပေါ့နော်ကျမရဲ့ချင်းနေကောင်းလားဆိုပြီးတော့အသေးစိတ်ဝင်စားလာမှာဖြစ်ပါတယ်နံပါတ်2ချက်မှာတော့တင့်ကိုအချိန်ပေးလာခြင်းသိပ္ပံပညာအရာပြောရမယ်ဆိုလို့ရှိရင်တော့အချိန်ဟာလူတယောက်ရဲ့တန်ဖိုးရှိဆုံးအရင်အမြစ်ပဲဖြစ်ပါတယ်social psychology သူတည်တနာတွေကတော့လူတွေဟာတန်ဖိုးထားတဲ့သူတွေအတွက်အချိန်ကိုပိုသုံးစွဲတတ်တယ်လို့ဆိုပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့မအားတဲ့ကြားထဲမှာစာပြန်တယ်ဖုန်းခေါ်တယ်တွေ့ဖို့အချိန်ရှာတယ်ပေါ့နော်နံပါတ်3ချက်မှာတော့တင့်ကိုမြင်ရင်မျက်လုံးကစကားပြောနေခြင်းပြောရရင်ချစ်ခင်မှုဖြစ်လာတဲ့အခါမှာမျက်စိအမဲစစ်ပေါ့နော်ကျေလာနိုင်တယ်လို့သူတည်တနာများစွာကဖော်ပြပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တင်စကားပြောနေချိန်မှာသူမရဲ့အကြည့်ကအမြဲတင့်စီရောက်နေတတ်တယ်ပြီးတော့လူများကြားမှာတောင်တင်ကိုလိုက်ရှာကြည့်နေတတ်တယ်ဆရာဝန်တယောက်အမြင်ရပေါ့နော်ပြောရရင်မျက်လုံးဟာစိတ်ခံစားချက်ကိုဖုံးမိဖို့အခက်ဆုံးစိတ်အပိုက်တစ်ခုဖြစ်ပါတယ်လို့ဆိုပါတယ်နံပါတ်4ချက်မှာတော့တင်အတွက်အသေးစိတ်တွေကိုမမေ့နေခြင်းပေါ့နော်စိတ်ပညာအရပြောရမယ်ဆိုလို့ရှိရင် emotional memory လို့ခေါ်တဲ့စိတ်ခံစားမှုဆိုင်ရာမှတ်ဉာဏ်ဟာချစ်ခင်မှုနဲ့ဆက်ဆက်နေပါတယ်ဥပမာအဖြစ်တင်ကြိုက်တဲ့အစားအစာတင်မွေးနေပေါ့နော်တင်အကြိုက်ဆုံးတစ်ချင်းတင်ပြောဖို့တဲ့အိမ်မက်တွေမမေ့နေတတ်ပါတယ်ထင်ရှားတဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့တင်ကိုယ်တိုင်မိသွားတဲ့စကားတစ်ခွန်းကိုတောင်မှသူမကပြန်ပြောနိုင်တယ်ပေါ့နော်နံပါတ်5ချက်မှာတော့တင်ရဲ့ပျော်ရွှင်မှုကိုသူမရဲ့ပျော်ရွှင်မှုလို့ခံစားခြင်းသိပ္ပံပညာအရပြောရရင်တော့ empathy စာနားလည်မှုမြင့်လာတဲ့အခါမှာတခြားသူရဲ့ခံစားချက်ကိုခံစားချက်လို့ခံစားတတ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့တင်အောင်မြင်ရင်သူမကအယံဝမ်းသာတဲ့သူတင်စိတ်ညစ်ရင်တော့သူမလည်းစိတ်မကောင်းဖြစ်နေတယ်ပေါ့နော်ပြီးတော့စာမေးပွဲအောင်တဲ့ကောင်လေးထက်
သူ့ချစ်သူကပို့ပြီးတော့မျက်ရည်ကျတဲ့အချီဝမ်းသာနေတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်နံပါတ်6မှာတော့တင့်ကိုယုံကြည်ပြီးတော့ယူသားစွာဖွင့်ပြောလာခြင်းစိတ်ပညာအရာပြောရရင် psychologist after all ရဲ့သူတည်တနာပေါ့နော်အချစ်နေစမှုဟာ self disclosure ကိုအကြောင်းဖွင့်ဟပြောဆိုခြင်းနဲ့ဆက်ဆက်နေပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်သူမရဲ့ကြောက်ရွံ့မှုတွေအိမ်မက်တွေမိသားစုအကြောင်းတွေအသိမာနာခြင်းမှုတွေကိုပြောပြလာတယ်ဒါကတော့ယုံကြည်မှုတူးလာတာနဲ့လက္ခဏာဖြစ်ပါတယ်နံပါတ်9ချက်မှာတော့အနာဂတ်ထဲမှာအသင်ကိုထည့်စဉ်းစားခြင်းပေါ့နော်သိပ္ပံပညာအရာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် relationship psychology အရာလူတစ်ယောက်ကိုအလေးနဲ့ချစ်လာတဲ့အခါမှာ future planning စတင်ဖြစ်ပေါ်လာတတ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နောက်နေ့ပဲသွားကြမှာလဲပေါ့နော်အနာဂတ်အလုပ်အကိုင်ဘယ်လိုလုပ်မလဲအင်္ဂလိပ်တစ်လုံးရှိရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့ပေါ့နော်စကားတွေပြောလာတယ်သင်ရှားတဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့အနာဂတ်ဇလန်းထဲမှာငါမဟုတ်တော့ဘဲနဲ့ကျမတို့ဆိုတဲ့စကားလုံးပေါ်လာမှာပါဆရာဝန်တယောက်ရဲ့အကြံပြုချက်ဒီ9ခုရှိတယ်ဆိုပြီးတော့ရာခိုင်နှုန်းပြည့်ရှိနေပြီလို့မတတ်မှတ်နိုင်ပါဘူးနော်လူတယောက်ချင်းစီရဲ့အချင်းစီရဲ့ယဉ်ကျေးမှုကိုယ်ရည်ကိုယ်တွေ့ကတော့မတူကြလို့ပါဒါပေမဲ့စိတ်ပညာရှင်တွေကတော့အချစ်ဆိုတာစကားလုံးတစ်ခုထက်အပြုအမူတွေထဲမှာပုံမြဲတယ်လို့သဘောတူကြပါတယ်မိန်းကလေးတယောက်ချစ်မိလာတဲ့အခါတင့်အကြောင်းစိတ်ဝင်စားလာတယ်တင့်အတွက်အချိန်ပေးလာတယ်မျက်လုံးအကြည့်တွေပြောင်းလဲလာတယ်တင့်ကြောင့်အသေးစိတ်မှမိနေတယ်တင့်ရဲ့ပျော်ရွှင်မှုကိုသူမရဲ့ပျော်ရွှင်မှုလို့ခံစားလာတယ်တင့်ကိုယုံကြည်ပြီးတော့ယူသားစွာဖွင့်ပြောလာတယ်အနာဂတ်ထဲမှာတင့်ကိုထည့်စဉ်းစားလာတယ်ပြီးတော့အချစ်စစ်တခုရဲ့အကောင်ဆုံးသက်တည်ကအချစ်တယ်ဆိုတဲ့စကားမဟုတ်ပဲနဲ့နေ့စဉ်ဘဝထဲကအသီးငယ်တွေဂရုစိုက်မှုပဲဖြစ်ပါတယ်စေပညာနဲ့စိတ်ပညာအမြင်အရအနစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့မင်းကလေးတယောက်ရဲ့အချစ်ဆိုတာနှလုံးသားရဲ့စီခိုင်းမှုအကြောင်းခန္ဓာကိုယ်ရဲ့စိတ်ပိုင်းဆိုင်ရာကသာအလိုအလျောက်တုံ့ပြန်လာတဲ့ဇီဝကာမဖြစ်စဉ်တစ်ခုဖြစ်ပါတယ်တင်ဘီနာကမင်းကလေးတယောက်စီမှာပေါ့နော်ဒီလက္ခဏာတွေတွေ့ရပြီဆိုလို့ရှိရင်တော့သူမဟာတင့်ကိုတကယ်ချစ်မိနေပြီဆိုတာသိချသွားပါပြီဆိုတဲ့အရာလေးကိုပြောပြချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်